အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ကျွန်တော်မိတ်ဆက်ပေးမယ်ကွန်ဒိုအသစ်နာမည်ကတော့ Artisan 8ဖြစ်ပါတယ်ဒီကွန်ဒိုကဘာမှရှိလဲဆိုတော့ location အဖြစ်က Upper Thomson MRT မှာရှိတယ် freehold ကွန်ဒိုဖြစ်တယ်ရှားရပေါ့နော်ဒီ freehold ရဖို့ကဒီဘက်ဖြစ်မှာပြီးတော့နောက်တစ်ခုကသူ့ရဲ့လိပ်စာကကြတော့ number 8 Simero ဖြစ်တယ်သူကဒီအခန်းအဖြစ်ကဘယ်နှခန်းပါလဲဆိုတော့34ခန်းပဲပါတယ် commercial အောက်မှာ8ခုပါတယ်8ခန်း commercial 34 residential unit အထက်အပြည့်တော့4တက်ပေါ့နော် 4 story building ဖြစ်တယ်နီနာပတ်ဝန်းကျင်မှာဆိုရင်နာမည်ကြီးတဲ့ famous food တွေအများကြီးရှိတယ်နံပါတ်1ကတော့ဒီ Prata shop ပေါ့ဒီနေရာ Upper Thomson မှာ Prata shop ကနာမည်ကြီးတယ် Prata shop ပြီးသူ့ရဲ့ဘေးက chicken house ပေါ့ဒီ chicken rice ကလည်းပုံမှန်ဖြစ်စီပြီးတော့ဝယ်ကြရတယ်နာမည်ကြီး chicken rice ရှိတယ်အဲ့ဒါပြီးရင် Mokkata ရှိတယ် Mokkata ပြီးရင် Taiwanese food ရှိတယ်ပြီးတော့ဒီ traditional porridge ပေါ့ဒီဆန်ပြုတ်လည်းရှိသေးတယ်အဲ့ဆိုင်လေးကဒီ location မှာဆိုရင်တော့ icon ပေါ့နော် so called icon for this location အဲ့ဒါပြီးရင်ကျွန်တော်နောက်ထပ် grocery အနေနဲ့ဆိုရင် Thomson Plaza မှာဆိုရင် fair price ရှိတယ်ပြီးတော့ Sinmin Plaza just cross the road ပဲအဲ့မှာဆိုရင်ရှန်ဆောင်ရှိပြီးတော့ Shunfu market မှာဆိုရင် wet market နဲ့ dry market နှစ်ခုရှိတယ်ဒီတော့ like ကျွန်တော်ရဲ့ဒီနေ့စဉ် daily life မှာဆိုရင်နီနာပတ်ဝန်းကျင်မှာ food တွေအများကြီးရှိမယ်အဲ့ဆိုင်တွေကလည်း famous ဖြစ်မယ်ပြီးတော့ကျွန်တော်မတူတဲ့ food တွေ different try လို့ရတယ်အပြင်ကို grocery ကလည်း like within 5 to 7 minutes walking distance မှာပဲရှိမယ်ဆိုတော့အရင်ကုန်ပြီးနေဖြစ်တယ်ကျွန်တော်နောက်ထပ် prepare လုပ်ထားတာကတော့မြေပုံပေါ့နော်ဒီ Artisan 8နဲ့ပတ်သက်တဲ့မြေပုံကိုကျွန်တော် prepare လုပ်ထားတယ်Artisan 8ကလောလောဆယ်ဆိုရင်ဒီArtisan 8ကဒီမှာရှိတယ် project ကအဲ့ကနေပြီးတော့ကျွန်တော် MRT ကိုလမ်းလျှောက်ရမယ်ဆိုရင် about 200 meter ဖြစ်တဲ့အတွက်ကြောင့်မဟုတ်လား2 to 3 walking distance လောက်ပဲရှိတယ် Upper Thomson MRT ကတော်တော်ကိုနီးတယ်အဲ့တော့ဒီ Upper Thomson MRT အဲ့ဒါပြီးရင်နောက်ထပ် MRT တစ်ခုရှိသေးတယ်အဲ့ဒါတော့ Marymount MRT ပဲ Marymount MRT က800 meter stay walking distance ပဲဖြစ်တယ်အဲ့ဒါပြီးရင်နောက်ထပ် plaza ပေါ့ shopping mall အနေနဲ့က Thomson Plaza ရှိတယ်800 meter အဲ့ဒါပြီးရင် Sinmin Plaza ရှိတယ် Sinmin Plaza တော့ just cross ဆိုတော့100 meter ဆိုတော့1 minute ကျော်လောက်ပဲသွားတယ်တော့နေရ Shunfu wet and dry market ရှိပြီဒီ Shunfu ကလည်း200 meter မှာပဲရှိတယ်ခုနပြောတဲ့ popular food တွေကဘယ်မှာရှိလဲဆိုတော့ဒီ Upper Thomson MRT ကထွက်လာတဲ့ဒီ along the way ပေါ့အဲ့မှာဒီလမ်းရဲ့ဟိုဘက်အချက်နဲ့ဒီဘက်အချက်နှစ်ခုလုံးမှာဒီ sign အများကြီးရှိတယ်အဲ့ဒါပြီးရင် exercise လုပ်ဖို့အတွက်ကဒီ Medici Reservoir ဆိုတာကလည်းနာမည်ကြီးပဲဒီတော့ဒီအိမ်ဒီ project ဒီ amenities အများကြီးစုံတဲ့နေရာမှာရှိတယ်ပေါ့နော်ဒီ place လိုက်တာအခုရှင်းပြမှာကတော့ MRT ဆိုတာကဒီ Artisan 8ကရှိတဲ့ MRT က Upper Thomson MRT မှာရှိတယ် Upper Thomson MRT ကနေပြီးတော့အပေါ်ဘက်ဝူလန်ဘက်ကိုတောင်းမယ်ဆိုရင် RTS ကဝူလန် North မှာ Night Sea ဆိုရင်ဖွင့်မယ်ဆိုတော့အဲ့ဒီခါမှာ JB ကိုတောင်းမယ်ဆိုရင်လည်းဝူလန်ဘက်ကိုတောင်းမယ်တောင်းပြီးတော့ RTS ကနေပြီးတော့ဝူလန် North ကနေ RTS ကိုချိန်ပြီးနောက်တစ်ခုက DMRT ဖွင့်လိုက်ပြီးနောက်ပိုင်းမှာဒါဒီ new MRT ဖွင့်ပြီးနောက်ပိုင်းမှာဒီရရှိ price တွေအကုန်လုံးတွေ appreciate ဖြစ်ကြတယ်ပြီးတော့ဒီ MRT ရဲ့နောက်ထပ်ထူးခြားချက်ကကြတော့ Artisan 8ရှိရဲ့ဒီ Upper Thomson ကနေပြီးမြို့ရောက်သွားမှာပေါ့မြို့ရောက်သွားမယ်ဆိုရင်ကျွန်တော်တို့မှာ Kata Court ရှိရဲ့ Kata Court ကနေပြီး Circle Line ကိုချိန်လို့ရတယ် Stevie Interchange ရှိရဲ့ Downtown Line ကိုချိန်လို့ရတယ်အောက်ချက်ကိုသွားမယ်ဆို6မှတ်တိုင်ပဲရှိရတယ်အောက်ချက်ကနေပြီးတော့ North South Line ကိုချိန်လို့ရတယ်ဥထံဘက်ကိုသွားပြီးတော့ East West Line ကိုချိန်လို့ရတယ်ပြီးတော့ North East ကိုလည်းချိန်လို့ရတယ်ဥထံဘက်မှာ Interchange နောက်ထပ်တစ်ခုထပ်ရှိသေးတယ်အဲ့ဒါပြီး Marina Bay မှာတော့ Circle Line ထပ်ချိန်လို့ရတယ်အဲ့တော့ဒီ MRT line ဒီ exclusive ဖြစ်တယ်ထူးခြားတယ် accessible to everywhere ဒီရန်အစစ်လေးနော် next slide ဒီ area ဒီ Upper Thomson area မှာရှာတဲ့ buyer တော်တော်များများဒီကျောင်းရောက်မှုလို့ရှာကြတာအရင်များဘာလို့လဲဆိုတော့နာမည်ကြီးကျောင်းကစုပေါင်း၄ကျောင်းရှိတယ်1 kilometer မှာဆိုရင်2ကျောင်းရှိတယ် I3 school ရှိတယ်ပြီးတော့ Catholic High School ရှိတယ်ဒီနှစ်ခုကနာမည်ကြီးတယ် SEP school လို့ခေါ်တယ်နော်အဲ့နှစ်ခုပြီးသွားရင်နောက်ထပ်2 km အတွင်းမှာဆိုရင် Raphael Institute ရှိတယ် Raphael Girls School ရှိတယ်ဒီနှစ်ခုကလည်းနာမည်ကြီးတယ် Bishan area မှာဆိုရင် Raphael School နှစ်ခုလုံးတော်တော်နာမည်ကြီးတယ်ဒီဘက် Upper Thomson ဘက်မှာဆိုရင်I3နဲ့ Catholic High နဲ့လည်းနာမည်ကြီး school အဲ့နာမည်ကြီး school ၄ခုရဲ့ surrounding မှာရှိတယ်ပြီးတော့နောက်တစ်ခုက future မှာပြန်ပြီးတော့ငှားမယ်ဒါမှမဟုတ်လည်းပြန်ရောင်းမယ်ဆိုရင် potential မြင့်တယ်ကျောင်းနယ်နာမည်ကြီးကျောင်းတွေရဲ့
နီးနားဖြစ်တဲ့အတွက်ကြောင့် potential ကောင်းတယ်နော်စင်ကာပူမှာ CCR RCR OCR ဆိုပြီးတော့ zone တွေရှိတယ်ဒီမှာ Central Region ဆိုတာကကြတော့ Central City Fringe ပေါ့ဒီထဲမှာပါတယ် okay ကျွန်တော်ကြည့်မယ်ဆိုရင်ဒီ Matachi Reservoir ဆိုတာဒီတစ်ခုပေါ့အဲ့တော့ကျွန်တော်တို့ရဲ့ဒီအိမ်ကြီး somewhere around here နားလောက်မှာရှိတယ် City Fringe ထဲမှာရှိတယ် Master Plan မှာကြည့်ပြီးပါပြီ City Fringe ထဲမှာရှိတယ်ဒီတော့ဒီ Artisan 8 project ဒီ City Fringe ထဲမှာရှိတယ် freehold ဖြစ်တယ်34ခန်းပဲပါတယ် exclusive ဖြစ်တာသိကြတယ်အခုဒီ slide ကကြတော့ Artisan 8ဒီမှာရှိတယ်ဒီဘက်ကကြတော့လက်ရှိ current ပေါ့နော်ဒီဘက်ကဘယ်ဘက်ကကြတော့ master plan ပေါ့ master plan ကြတော့သူအကွက်တွေနဲ့ design တွေနဲ့ပြတာအယောင်တွေခွဲထားတယ်အဲ့တော့ Artisan 8ကဒီမှာရှိတယ် Marymount MRT ကဒီမှာရှိတယ်အဲ့တော့ Marymount MRT ရဲ့နားမှာ plot နှစ်ခုရှိတယ် bigger space ပေါ့ open space နှစ်ခုရှိတယ်ဒီနှစ်ခုကတစ်ချိန်မှာတော့ residential အတွက်လာမှာပဲဘယ်အချိန်လာမလဲမသိဘူးလာမှာပဲပြီးတော့သူက bigger plot ကို land ဖြစ်တဲ့အတွက်ကြောင့်99 year lease ဖြစ်ဖို့များတယ်ဒီ plot ကို land နှစ်ခုစောက်တဲ့အချိန်ရောက်ရင်သူတို့ရဲ့ဈေးတွေကလည်းဒီ Ori တို့ Chamber တို့ရဲ့ဈေးတွေထက်ပိုပြီးတော့မြင့်တဲ့ဈေးနဲ့ရောင်းဖို့တော့ potential ရှိတယ်အဲ့တော့ဒီကြတာတခုကဒီ plot ကို land နေ by the time စောက်တဲ့အခါမှာ Artisan 8ရဲ့ project နဲ့ပတ်သက်ပြီး price appreciate ဖြစ်ဖို့တော့မျှော်လင့်လို့ရတယ်နော်CMA ကိုကြမယ် CMA ဆိုတာက compare market analysis ပေါ့ market မှာတခြားအခန်းတွေဘယ်ဈေးနဲ့ရောင်းနေလဲ Artisan 8ကဘယ်ဈေးနဲ့ရောင်းလဲ compare လုပ်ကြအောင်ပထမဆုံးအနေနဲ့ဆိုရင် Lentor Mansion ပေါ့ Lentor MRT နားမှာ condo တွေတစ်ခုပြီးတစ်ခု one after another ပေါ်လာတယ်အဲ့တော့ဒီ Lentor Mansion ကကြတော့သူ့ရဲ့ transaction ပေါ့ transaction ကဘယ်လောက်လဲဆိုတော့2001 2002 PSF around the range နဲ့ transition ဖြစ်တယ်သိမကြသေး April မှာ transition နေဒီတော့ 99 year lease ဖြစ်တယ် location အဖြစ်ကဘယ်မှာရှိလဲဆိုတော့ဒီ Lentor MRT ပေါ့ Lentor MRT ဆိုတော့ somewhere YouTube နဲ့ around the range မှာရှိတယ် City Fringe မဟုတ်ဘူး OCR မှာပါတယ် Lentor ရဲ့ transition ဒီ99 year lease ဒီ2001 2002 around the range မှာ transition ဖြစ်တယ် next ချွမ်းဘက်ကဘယ်မှာရှိလဲဆိုတော့ လော်ရောင်းချွမ်း MRT မှာရှိတယ်ချွမ်းဘက်က MRT နဲ့အရန်ကိုနေတယ်တကယ်လို့ချွမ်းဘက်ကိုစိတ်ဝင်စားတယ်ဒီ Lentor Mansion တို့ Ori တို့စိတ်ဝင်စားတယ်ဆိုတော့ခေါ်သွားလို့ရတယ်အခုကကျွန်တော်တို့ဒီ Artisan 8အတွက် comparison လုပ်ပါပေါ့နော်အဲ့တော့ချွမ်းဘက်ရဲ့ transition ကိုကြည့်မယ်ဆိုရင်ချွမ်းဘက်ဒီ City Fringe ထဲမှာဖြစ်တဲ့အတွက်ကြောင့်မို့သူ့ရဲ့ PSF တွေက2600 2398 2400 2600အဲ့လောက်ဝန်းကျင်လောက်နဲ့ transaction ဖြစ်သွားတယ်အဲ့ဒါပြီး next ကကြတော့ Ori ကိုတက်ကြည့်Ori ရဲ့ဘယ်မှာရှိလဲဆိုတော့သူလည်း City Fringe ပဲ Tobayo Lora 1 Tobayo မှာရှိတယ် Ori ရဲ့ transition ကlike even higher 3000 PSF ထိသွားတဲ့အခန်းရှိတယ်3920အခန်း3000 PSF ကိုထိသွားတယ်အဲ့ဒါပြီးတော့2902အခန်းကျတော့2695ဖြစ်ပြီးတော့နောက်ထပ်35တက်တစ်ခါကျ2900အဲ့တော့ Ori ဒီလည်း City Fringe မှာ99 year lease ရဲ့လက်ရှိ performance တွေဒီလည်း2000နဲ့အထက်ဒါမှ Ori ဆိုရင်3000ထိသွားတဲ့ transition တွေရှိပါတယ်ခုနကပြရတဲ့ project 3ခုကကြတော့ new launch ကိုပြတာပေါ့နော်အခု resale ကိုပြပေးမယ်ဒီအခုလက်ရှိ Artisan 8 project ရဲ့အနီးနားမဝန်းကျင်မှာရှိတဲ့ resale တွေကိုပြပေးပေါ့နော်နံပါတ်1ကကြတော့311ဒီလဲ freehold ဖြစ်တယ်10 years old ပေါ့10နှစ်ရှိပြီသူ့ရဲ့ transaction တွေက second floor မှာ0208အခန်းပြီး2083ကျပ်နဲ့ဆိုရတယ် PSF ပြီးတော့နောက်ထပ် ground floor ပေါ့01အခန်းပြီး2100နဲ့ဆိုရပြီးတော့9တက်ကအခန်းပြီး1900နဲ့ဆိုပါအဲ့တော့10နှစ်တက်တန်းရှိတဲ့ condo project ဖြစ်တဲ့311ဒီသူ့ရဲ့ transactionဒီ1900နဲ့2000ဝန်းကျင်လောက်ပါရှိတယ်အဲ့ဒါပြီးရင်နောက်ထပ်ခုက Thompson 3ရောက်ပါမယ် Thompson 3ကတော့99 leasehold ဖြစ်တယ်သူ့ရဲ့ transaction တွေက1800 2000 transaction တွေရှိတယ် Thompson 3ပြီးတော့ရင် Thompson impression ကိုတောင်းမယ်
Thompson impression 2018ကစောက်တာဆိုတော့ loss about 7 years ရှိပြီသူ့ transition တွေကလည်း1888 2000 around there မှာရှိတယ်နောက်ဆုံးတစ်ခုကတော့ J-Skate ကိုတော့ J-Skate ကတော့3နှစ်ပဲရှိသေးတယ်သူကပို့ပြီးတော့ဈေးကြီးတယ် J-Skate ရဲ့ transition က2001တစ်ခုရှိတယ်2004 2380ဆိုပြီးရှိတယ်အဲ့တော့အခုဒီ transition တွေကိုကြည့်မယ်ဆိုရင် freehold 10 years old ဒီ already 1009 to 2000 transition မှာရှိတော့ကျွန်တော်ရဲ့ freehold city fringe မှာရှိတယ် freehold ဒီဘယ်လောက်ဖြစ်နိုင်လဲမှန်းကြည့်မယ်ပေါ့နော်ကျွန်တော်အခုလက်ရှိရောင်းနေတဲ့ PSF ဒီ1008နဲ့ရောင်းနေတယ်1000 PSF for the bigger unit like penthouse unit ကိုရောင်းနေတယ် average PSF for normal unit ကတော့2002လောက်နဲ့ရောင်းနေတယ်ဒီတော့ price ကိုခုန compare လုပ်ထားတဲ့ CMA အရဆိုရင်ဒီ RTC8 ရဲ့ price ဒီ comparable ဖြစ်တယ် affordable ဖြစ်တယ်အဲ့တော့ price အဖြစ်ဆိုရင်တော်တော်လေးကိုကောင်းတဲ့ price ကို entry လုပ်လို့ရနိုင်တယ်ပေါ့နော်လက်ရှိဒီ RTC8 project ကို launch လုပ်မှာတော့ဒီလကုန်မေလကုန်နဲ့ဇွန်လဆန်းလောက်မှာလုပ်ဖို့အတွက် planning လုပ်ထားတယ်တကယ်လို့စိတ်ဝင်စားရဲဆိုရင် preview ကိုချိန်ပေးလို့ရပါတယ်ကျွန်တော်ဖုန်းနံပါတ်ကတော့6489613ကိုပါအားလုံးကျေးဇူးတင်ပါတယ်